တော့ကောဘာလို့ဒီလာလဲ အခုဂိမ်းစောမလို့အဲ့ဒါအမရောပါမလားဒီတိုင်းပဲဂိမ်းစောမလို့ဗျာအဲ့ဒါပါမလို့လား မပါတော့ဘူးအမမေးကြရှိလို့အာရောအားရလာဟင် ပြောလိုက်စားနေအာမအားထားလိုက်ပါတော့ကွာမေးစားရှိတာမေးကဲပါမင်းမမလဲအမရေမေးစားရှိတာပဲမေး ဟေးဟေးခုရာလီလကုန်းလီကောင်မလေးထားဖို့အစီအစဉ်ရှိလာဟင်အဲ့အမမေးမလို့ လာတာနဲ့တော့ခေါင်းစားအောင်လုံးနေကောင်းတယ်တော်ကောင်းတဲ့မိကုန်းပဲဖြီးပြရမှာပေါ့လေစိတ်စားလိုက်အောင်မယ်လို့အရင်ဖြီးလိုက်မယ်ပြီးကြတော့မှဖြီးမယ် 2,000 years later. အော်တိပြီလကုန်းကခေါင်းမလေးမထားတော့ဘူးဗျာဒီလားမိမတန်းယူပါဗျာ အဲ့လိုမလုပ်ရဘူးလေ စတာပါဗျာပြောဟိုအတီးထင်နေအောင် အခုရောကောင်မလေးမလို့ရှင်သေးဘူးလားဟင်အကေလို့လို့ရှင်ရဲ့အမကလေ ဟာပေါ့ချစ်ရှာဗျာဘယ်ခေါင်းမလေးတော့မလို့ချင်းပါဘူးဗျာတကယ်အားရုံတော့ပိုကောင်းတယ်ကွယ်ဒီလားတကယ်အားရုံတော့ပိုကောင်းတာ အော်ရလားဟွန်း ဟမ်ပြောမဟုတ်ဘူးလေကွာ ကြည့်ပါရဲ့လကုန်းစကားပြောချင်တာပြီးကြောင်အော်လေးအော်တယ်အခြားကောင်မလေးနဲ့ပြောနေမှာပေါ့လေ ဟာဘာွေလဲကွာရှော့ကုန်ပြီဟာဘာွေလဲ အင်းပါတော့ပြောပါ ဟာဘယ်ကောင်မလေးတော့ကွာရှော့ကုန်ပြီလို့ဟာပြောတကယ်ကြီးကိုပြောက်သွားတာလားဟာဘာွေဘလို့ထင်ဟာဆင်းရင်လိုက်တာလို့စောင်းပြန်တော့ဘူးလားပြရတာစိတ်ဆိုးဝါကြီးထင်တယ်လို့စိတ်ဆိုးလဲထားကွာအဲ့တော့နောက်တယ်ကွာတကယ်ပါပဲကွာကိုဘလောက်ကိုပဲဂိမ်းတော့ဆော့ရမယ်ကိုဝီသားကြီးတို့ပြင်းထားနေကျွန်တော်ကလေဂိမ်းတော့ဆော့ရကွာအဲ့မှာချောင်းကင်လိုက်တယ်ပေါ့ချောင်းကင်ပြီးတော့မှလူတိုင်းဒီပါလို့ချင်နေကြရတဲ့ချောင်းကျွတ်ကိုကျွန်တော်ကင်လိုက်တာကွာအမဘာဖြစ်လဲဆိုတော့ revamp ပေးထားတာကိုကျွန်တော်တော့တွေ့ရဟာဘာလဲဝတ်တင်ရတဲ့မှာစပါမူတူ error ဖြစ်ပြီးတော့ကြောင်သွားတာဒါပေမဲ့တကယ်တော့မဟုတ်တော့ revamp ပေးထားrevamp ပေးထားတဲ့ထဲရမှာဗျာကျွန်တော်အကြိုက်ဆုံးတော့ဒီ skill effect တွေမြင်မြန်ဆဆပါလာတာဖြစ်ပါတယ်။ game လေးကိုတာယူရှိုးလိုက်ဗျာမသိလို့ရှိရင်တော့ပူချန်လာတယ်လို့ပဲဗျာသိရမလား။ skill effect လုံးဝအများကြီးကျွန်တော်ပူချန်ပြီးနေပြီးနေတီဝါရမှာရှော့ဝါကြီး။ Okay နေမှာဆိုအကဘရိုးတွေ့လားလုံးဝ skill effect อ่ะလေအဲ့ဒီခရမ်းရောင်ကတော့အဓိကခရမ်းရောင်ကလုံးဝအများဆုံးပဲပြောရမယ်ဗျာ။ချောမှာအမေခြုံနဲ့ပိုးပြီးတော့မှခေါ်ပြက်နေလို့မရဘူးကိုရီကအလုံးတိတယ်မသိလို့ရှိရင်မဟတ်ထားလို့ပဲတကယ်မဟုတ်ဘူးနော်ကိုစကီကအဲ့ဒီကိုကြမ်းတာစတာပါတာယူကြီးဒီထဲမှာလေခြောင်ခွဲလို့ချင်းတဲ့သူရှိတာဗျာအဲ့ဒါကိုကျွန်တော်သိချင်တယ်ပေါ့နော်ဘရိုဂေလို့ချင်းရင်တော့ကောင်းမှာချက်လို့ဝင်မဲ့တော့လူဘယ်ရောက်ရှိလဲကျွန်တော်ကအဓိကသိချင်တာပေါ့နော်ခြောင်ခွဲကဘယ်လောက်ထိလန်းလဲပေါ့နော်အဲ့ဒါလေးကိုလေဘရိုရဲ့မြင်လို့ကောင်းမှာချက်လို့ဝင်ရေးတော့အောင် Oh my god bro ကျန်းလာမင်းတော့စောင်းကျန်းတယ်အဲ့ဒါကြီးကတော့တကယ်မနောက်တာကြီးရွေးတည်ရမှာလုံးဝဗျာ तू ကန်လာတဲ့ effect ဟိုရောတိုင်ကြောင်းနဲ့ click ကလေးနဲ့တေးသွားပြီးပြောင်းပြီးတာကြီးအထီကိုကျန်းတာ kick ဆိုအလုံးပဲနောက်ပြမှာတော့ပဲ guys အလုံးပဲ bye guys